ပြုံးလွင်တွင်အပတ်စဉ်တနင်္လာနေ့တိုင်းကိုပလတ်စတစ်မသုံးစွဲရနေ့အဖြစ်သတ်မှတ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းဒေသကြီးပြုံးလွင်ခရိုင်ပြုံးလွင်မြို့နယ်မှာအပတ်စဉ်တနင်္လာနေ့တိုင်းကိုပလတ်စတစ်ကျွတ်အိမ်မသုံးစွဲရနေ့အဖြစ်သတ်မှတ်ဆောင်ရွက်နေတယ်လို့ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှသိရပါတယ်။ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနလက်ထောင်ညွှန်ကြားရေးမှူးရုံးမှတာဝန်ရှိသူများကခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမြို့နယ်စီပင်သားရရေးအဖွဲ့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နဲ့ပူးပေါင်းပြီးခရိုင်အတွင်းအပတ်စဉ်တနင်္လာနေ့တိုင်းပလတ်စတစ်ကျွတ်အိမ်မသုံးစွဲရနေ့လှုပ်ရှားမှုအဖြစ်ရမန်နေ့နနက်ပိုင်းကပြုံးလွင်မြို့မှာဈေးမှာဆောင်ရွက်ခဲ့တဲ့သူသိရပါတယ်။ဒီလိုဆောင်ရွက်ရှာမှာဈေးဝယ်လာလျှောက်သူများနဲ့ဈေးအောင်ချသူများအားတနင်္လာနေ့တိုင်းပလတ်စတစ်အိမ်များအသုံးပြုဈေးအောင်ဈေးဝယ်ခြင်းမပြုလုပ်ကြရန်အသိပညာပေးခြင်းဈေးဝယ်လာသူများထံမှပလတ်စတစ်အိမ်များနှင့်ရီဆိုက်ကယ်ပတ်များလဲလှယ်ပေးခြင်းနဲ့လက်ကမ်းစာဆောင်ဖြန့်ဝေပေးခြင်းတို့ကိုဆောင်ရွက်ခဲ့တဲ့သူသိရပါတယ်ရှင်။